မင်္ဂလာပါမျိုးတို့အကြက်ဘက်စစ်တပ်ကခွေးမာသားတွေတရင်လုံးပြုတ်သွားနော်တရင်လုံးပြုတ်တာလိုင်းကန်းထဲမှာလိုင်းကန်းတလိုင်းကန်းလုံးကရှိတဲ့ခွေးတွေအကုန်သေးတာအားလုံး24កောင်တရင်လုံးပြုတ်တာပေါ့ဗျာဘယ်သူစော်ထက်လိုက်တယ်တော့မသိဘူးတရင်လုံးပြုတ်တဲ့အထိကိုဗီဒီယိုဖိုင်တက်လာအောက်ကဗီဒီယိုဖိုင်ပေါ့နော်တရင်လုံးပြုတ်တစ်သက်လုံးသေးဒါကြောင့်မို့ကျွန်တော်တို့ပြောပါတယ်တိုက်ပွဲတစ်ပွဲဖြစ်15မိနစ်မခံပါဘူးစကန်တစ်ခုတိန်လို့15မိနစ်မခံပါဘူးနော်တိုက်တိုင်းရှုံးတက်တိုင်းတည်ဆိုရဲအကြက်ဘက်စစ်တပ်ရဲ့ချင်းချားမြေဩဇာအမှတ်တစိတ်ကဲအခုတော့ပြည်သူရင်ခွင်ကိုသွားတော့မယ်နော်ကျွန်တော်တို့ဟာလားအားလုံးရဲ့အကျိုးစီးပွားပြည်သူလူထုအကျိုးစီးပွားကိုပဲကြည့်ပြီးတော့ပြည်သူရင်မှာသွားတော့မယ်ဒီမှာလာခိုတဲ့ကျွန်တော်လာပြီးကူညီပေးတဲ့တပတ်ကြီးပါအသက်လည်းကြီးနေပါပြီနော်သူတို့ဒီမှာပဲမှန်တာပဲလုပ်ကြမှန်တဲ့ပဲရက်တည်တော့မယ်နော်အဲ့တော့ခင်ဗျားတို့လည်းသုံးဖြတ်ချက်ကိုကိုယ့်ဘာကိုစဉ်းစားနော်သုံးဖြတ်ချက်ကိုကိုယ့်ဘာကိုစဉ်းစားကိုနဲ့မဆိုင်တဲ့အခန်းထဲမှာခင်ဗျားတို့ဘယ်လောက်တောင်ပြေးခဲ့ရပြီလဲဆိုတာခင်ဗျားတို့ပြန်တွေးလိုက်တော့နော်ဟိုကလုံနေတာပဲသိတယ်ဘာမှမရှိဘူးခင်ဗျားတို့သေသွားလဲသူတို့ခေါင်းရိုက်မပြတ်ဘူးဝမ်းမနေဘူးသိလားနော်အဲ့တော့ကျွန်တော်တို့ဘာမှမြူလာတာမရလဲဒီမှာပြည်သူလူယုံကြည်စိတ်ချရတဲ့လူပြည်သူလူအားကိုးတဲ့လူပဲဖြစ်အောင်သွားတော့မယ်ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်အဲ့လိုပဲလာချင်တယ်ဆိုလဲအများတန်းဝဲကမ်းမှာကျွန်တော်တို့လာကြိုပေးပါမယ်တော်လန်ဗီဒီယိုအားလုံးပဲမင်္ဂလာပါဂန့်ကုံမြို့နယ်လယ်မရွာမှာ PDF နဲ့အရက်သားပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တယ်ပြူစောထီဒုခေါင်းဆောင်တကောင် PDF ကဖုံးဝယ်ပေးမယ်ဆိုပြီးညှားခေါ်ပြီးရွာထိတ်မှာဖန်စီရမိခဲ့တယ်လို့သိရပါတယ်အောက်ကဓာတ်ပုံကတော့ခွေးမာသားပုံဖြစ်ပါတယ်ဒါ PDF နဲ့ပြူစောပြည်သူတွေကိုအစုလိုက်ပြုံလိုက်မီးရှို့တပ်ဖြတ်ခဲ့တဲ့ခါမှာပါဝင်ခဲ့တဲ့ကောင်လည်းသိရပါတယ်ကဲကျွန်တော်တော်လန်ပြည်သူအားလုံးပဲမင်္ဂလာပါကျွန်တော်မြန်မာနိုင်ငံကအတရားဓမ္မအာဏာသိမ်းထားတဲ့အကြမ်းဖက်စစ်တပ်ပြည်သူပုံကန်တဲ့သဘုံမင်းအောင်လှိုင်အကြမ်းဖက်စစ်တပ်ဟာလာအိုနိုင်ငံသွားပြီးတော့ကြုံရောင်းကြုံဝယ်စာချုပ်ချုပ်လာခဲ့တယ်လို့သိရပါတယ်မင်းလုံနိုင်တာဒါအကုန်ပဲလားဟမ်ရပြည်သူကိုကြုံခံခိုင်းမှုကြုံရောင်းကြုံဝယ်တကူးတကန့်စာချုပ်တချုပ်တာအောင်မြင်မှုမဟုတ်ဘူးမအေးလို့ကြဘူးရဲ့မြန်မာနိုင်ငံမှာဗိုလ်ချုပ်အောင်ဆန်းကိုလောက်ကြမဲ့ကောင်ရှိပြီးတော့ဒီမအေးလို့ကိုကြတော့ဘယ်ကောင်မှလောက်မကြံရဲတာတော့စဉ်းစားစရာပဲเนาะသူကသူကြုံရောကြုံပဲလောက်လာတာကိုဂုံယူဝင့်ကြွားစွာနဲ့ကျင်ညာနေသေးတယ်မအေးလို့မင်းသားသမီးလွတ်ပြီးကြုံခံခိုင်းပါလားပြည်သူကြုံမခံခိုင်းနဲ့ဒီဟမ်ပြည်သူကိုမင်းတို့ကြုံလို့သဘောထားတာဟာလားကြုံရောကြုံပဲစာကြိုးချုပ်တောင်ဂုံယူမနေနဲ့ငါလုံးမကြဘူးပြည်သူကခွေးလုံးလုံးဖြစ်နေပြီ